10တောင်းတော့စောင်းအောင်မယ်တောင်းနဲ့10တောင်းစောင်းအောင်မယ်ဟာဘယ်လိုလုပ်အောင်လဲဒါတော့နေထိုင်ကုန်ကြီးပဲရှိသေးတယ်ဒီအပိုင်း Facebook မှာရောလုပ်ငန်းခွင်တွေမှာပါဒီဂျူးမင်းစီဘလောက်ပါဆိုပြီးညင်းနေတဲ့သူတွေတချို့ဒီအခွန်ရမ်းဆောင်အောင်လို့ဆိုပြီး Facebook ပေါ်မှာအစားတက်ကြွယ်ပြနေတဲ့သူတွေခဏမြင်ရမယ်လို့ထင်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ဂျပန်နိုင်ငံမှာအလုပ်လုပ်နေထိုင်နေကြတဲ့မြန်မာနိုင်ငံသားအားလုံးသိထားတဲ့ဂျူးမင်းစီလို့ခေါ်တဲ့နေထိုင်ကုန်အကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးမှာဖြစ်ပါတယ်မင်္ဂလာပါများ WMA ပြောနေပြီးတော့ကြိုးဆိုပါတယ်ဒီနေ့ဒီဗီဒီယိုထဲမှာတော့ဂျပန်နိုင်ငံမှာနေထိုင်တဲ့သူတိုင်းအလုပ်လုပ်ပြီးတော့ဝင်ငွေရှိတဲ့သူတိုင်းကမဖြစ်မနေဆောင်ရတဲ့ဂျူးမင်းစီအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဂျူးမင်းစီဆိုတာဘာလဲဒီဂျူးမင်းစီကဘယ်ကိုစီးဆင်းသွားလဲဒီကျွန်တော်တို့စီကကောက်ခံထားတဲ့အခွန်လေးရပါတော့အဲ့တော့ဂျူးမင်းစီကဘယ်ကိုစီးဆင်းသွားလဲဆိုရင်ကြတော့ကိုနေထိုင်တဲ့မြို့နယ်ဒါမှမဟုတ်ခရိုင်အစိုးရကိုတွားပါတယ်အဲ့ရနေမှဒီငွေတွေကို data အတွင်းမှာရှိတဲ့ပညာရေးဒီအမိုင်တိန်းတဲ့စနစ်တွေပဲဖြစ်လမ်းပန်းလန်ဒရာပြုပြင်ရေးတဲ့စတဲ့စနစ်တွေမှာဒီပြည်စုဝန်ဆောင်မှုလုပ်ငန်းစဉ်တွေအတွက်အသုံးပြုပါတယ်အရေးကြီးဆုံးမှတ်ထားမှာဒီဂျူးမင်းစီဆိုတဲ့စနစ်ကဒီနှစ်ဂျူးမင်းစီကမနှစ်ကရခဲ့တဲ့ဝင်ငွေပေါ်မှာမူတည်ပြီးတော့တွက်ချက်တာဖြစ်ပါတယ်ဆိုလိုတာကတော့ဥပမာအားနဲ့ပြောရမယ်ဆိုရင်တော့2024မှာရခဲ့တဲ့ဝင်ငွေပေါ်မှာမူတည်ပြီးတော့2025ဇွန်လဒီ6လပိုင်းကနေစပြီးတော့အခွန်ပေးဆောင်ရတာဖြစ်ပါတယ်။ထိုနည်းတူပဲ2025ခုနှစ်မှာရခဲ့တဲ့ဝင်ငွေပေါ်မှာမူတည်ပြီးတော့2026ဇွန်လ6လပိုင်းကနေစပြီးတော့အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့တချို့ဒီဂျပန်နိုင်ငံကိုဆက်ရောက်ချင်းပထမနှစ်မှာဝင်ငွေပေါ်မရှိတဲ့အတွက်ကြောင့်ဒီရောက်လာခြင်းရဲ့ရှေ့နှစ်ပေါ့နော်ဝင်ငွေမရှိတဲ့အတွက်ကြောင့်ဂျုံမင်းစေးဆောင်စီရမလို့ပါဘူးဒုတိယနှစ်ရောက်လာမှသာအခွန်ပေးဆောင်ရတာဖြစ်ပါတယ်ဆိုလိုတာကဒီဂျပန်ကိုရောက်လာပြီးတော့ဒုတိယနှစ်လေးကြာအောင်အခွန်ရနည်းနည်းများလာတယ်ဆိုတာအဲ့ဒီချက်ကြောင့်ဖြစ်ပါတယ်အဲ့တော့နေထိုင်ကုန်ဘယ်လိုတက်တောင်အောင်လုပ်လို့ရမှာလဲမိသားစုထောက်ပံ့နေဆိုရင်နေထိုင်ကုန်ရှော့ပို့ပေးပါတယ်ဆိုလိုတာကတော့38တောင်ဒီတစ်နှစ်ဒီနမဆော့ချောစေးလုပ်တဲ့သူတွေဆိုတော့တော်များများသိမယ်လို့ထင်ပါတယ်တစ်နှစ်38တောင်ကိုကထောက်ပံ့ထားတယ်ဆိုရင်ဒါလည်းသူ့ရဲ့ကြော်ကန်ရှိတယ်ပေါ့နော်ဥပမာအဖြစ်အသက်30အောက်ဆိုရင်တော့38တောင်ပြည့်စီရမလို့အသက်80အောက်အသက်30အောက်ဆိုရင်တော့38တောင်မပြည့်လဲရပါတယ်အသက်30နဲ့အသက်80ကြားမှာဆိုရင်တော့38တောင်ပြည့်အောင်လွှဲထားတဲ့ကိုမိသားစုကိုထောက်ပံ့ထားတယ်ဆိုရင်တော့အဲ့လွှဲထားတဲ့အတွက်ဝင်ငွေတွေကနေပြီးတော့33တောင်နှုတ်ပြီးတော့ကျန်တဲ့ဟာမှအခွန်တွက်ပေးပါဆိုလိုတာ2ယောက်ကိုကလွှဲထားတယ်ဆိုရင်တော့33အပေါင်း33 66တောင်ဒီနှုတ်ပြီးတော့မှဝင်ဒီဂျူးမင်းစီကိုတွက်ပြီးတော့ကောက်ခံတာဖြစ်ပါတယ်။နောက်လုပ်လို့ရတဲ့ဟာတွေကတော့ဒီဖူတူသက်တုံနိုးစီဒါကတော့တော်များများလဲသိမယ်လို့ထင်ပါတယ်။ Facebook မှာလည်းတင်ထားတဲ့လူတွေများပါတယ်။ပြီးတော့တချို့မသိသေးတဲ့သူတွေရှိတာကြတော့ဒီ Iyohi ကိုဂျောဆိုတဲ့ဟာပေါ့နော်ဒီတစ်နှစ်တွင်းမှာကိုကအကျမ်းမာရေးတစ်ခုအကြောင်းဖြစ်လို့ကုန်ကျစရိတ်အရန်များခဲ့တယ်ဆိုရင်တော့အခွန်တက်တာဆိုရင်ဝင်ကိုတောင်းခံလို့ရပါတယ်။နောက်တစ်ခုကတော့ဆဲမဲဟိုကန်ကိုဂျောဒါကတော့ကိုအသက်အာမခံထားတဲ့အတွက်ဝင်ထားတာမျိုးဆိုရင်ဒီဝင်ထားတဲ့ဒီအာမခံကြီးကိုနေထိုင်ခွန်ရှော့ဖို့အတွက်လျှောက်ထားလို့ရပါတယ်အဲ့တော့တက်တောင်လုပ်တဲ့နည်းတွေကျွန်တော်ပြောပြပြီးသွားပြီဆိုတော့ဘယ်လိုပေးဆောင်အောင်မလဲဆိုတဲ့ဟာကိုတစ်ချက်ရှင်းပြပေးပါမယ်ဒါကလည်းနည်းလမ်း2မျိုးရှိပါတယ်တော်တော်များများဒီကုမ္ပဏီဝင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ကုမ္ပဏီကနေကောက်ခံတာများပါတယ်ဒါကတော့တစ်ခုပဲဆိုချော်ရှူဆိုတဲ့ဟာပေါ့နော်ဒီဥပမာအားဖြင့်တစ်နှစ်စာကိုကိုက12တောင်းကျမယ်ဆိုရင်ကိုယ့်ရဲ့လာစာတွေကနေပြီးတော့တလအချင်းစီလိုက်ကို1000ဖြတ်သွားတဲ့ပုံစံမျိုးနဲ့တစ်နှစ်လုံးပေါင်းရင်တော့12တောင်းအဲ့လိုမျိုးပေးဆောင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ပုံမှန်ဒီအချိန်ပိုင်းလုပ်တဲ့လူတွေပြီးတော့အလုပ်ထွက်တဲ့သူတွေဆိုရင်တော့အလုပ်ထွက်ထားတဲ့သူတွေဆိုရင်တော့မြို့နယ်ရုံးကနေပြီးတော့ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့နေတဲ့လိပ်စာကိုဒီအခွန်ဆောင်အောင်မဲ့ pay slip လို့ပဲပြောရမလားဒီ online ကြော်တွေရောက်လာလေးရှိပါတယ်အဲ့ဒါမှယူပြီးတော့ convenience store တို့ဘဏ်တွေမှာတွားဆောင်လို့ရပါတယ်သူကလည်းထားပါတော့တစ်နှစ်စာကို15တောင်းဆို15တောင်း12တောင်းဆို12တောင်းတလုံးတစ်ခေတ်ဆောင်စီရမလို့ပါဘူးအကယ်၍ကိုကအဆင်မပြေဘူးဆိုရင်တော့4ချိန်ခွဲဆောင်လို့ရပါတယ်ပြီးတော့ဂျူးမင်းစင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်သတိထားမယ့်အချက်လက်တွေရှိပါတယ်ပထမချက်ကတော့အလုပ်ထွက်လိုက်တဲ့အချိန်ဖြစ်ပါတယ်အကယ်၍ကိုကတခုပဲဆိုချော်ရှူနဲ့ယူထားပြီးတော့မှအလုပ်ထွက်လိုက်တဲ့အခါကျရင်လစာတွေကဖြတ်လို့မရတော့တဲ့အတွက်ကြံနေတဲ့အခွန်ကိုယ်တိုင်ဆက်ဆောင်ရပါတယ်အခုမဆောင်မဲ့ထားမယ်ဆိုရင်တော့ဒဏ်ကြီးတက်ခံရတာပြီးသွားရင်ဒီဗီဇာတက်တန်းတိုးတဲ့အခါမျိုးတွေကြရင်အခက်အခဲဖြစ်နိုင်တာမျိုးရှိပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ဂျပန်ကနေအပြီးပြန်မဲ့အချိန်မှာဒါတော်တော်များများတောင်းမလုပ်လေလောက်ထားမရှိဘူးဆိုပေမဲ့အကယ်၍ကိုကဂျပန်ကနေအပြီးပြန်တော့မယ်မြန်မာနိုင်ငံပြန်တော့မယ်ဆိုရင်တော့
မနက်ကဝင်ငွေအတွက်စောင်းရမယ့်ဂျူးမေးစီကြံနေခဲ့တယ်ဆိုရင်အကုန်အခြေစောင်းသွားဖို့လိုအပ်ပါတယ်။ကဲပြီးမစောင်းတဲ့ဘူးဆိုရင်တော့နောက်ဂျပန်ကိုဒီဆိုင်နီကိုကူဝင်တဲ့ဟာမျိုးပြန်လာတာမျိုးဆိုရင်တော့အဆင်မပြေတာမျိုးအခက်အခဲမျိုးဖြစ်နိုင်တယ်လို့ထင်ပါတယ်။ဒီလောက်ဆိုရင်တော့ဒီဂျူးမေးစီနေထိုင်ကုန်အကြောင်းနဲ့ပတ်သက်ပြီးတော့နေထိုင်ကုန်ရဲ့အရေးပါပုံဒီနေထိုင်ကုန်ကဘယ်လိုလုပ်လို့လဲဘယ်လိုကောက်ခံလဲဒါဒီမစောင်းဘူးဆိုရင်ဘယ်လိုဟာမျိုးထိကိုင်းနိုင်လဲဆိုတဲ့ဟာကိုနားလည်သွားမယ်လို့ထင်ပါတယ်။ဂျပန်နိုင်ငံမှာနေနေရဆိုရင်တော့လက်ရှိတကိုက်ချီရလဲအရန်ခီဘီရှိဖြစ်လာတာဖြစ်တဲ့အတွက်အခွန်တေချာပုံမှန်ဆောင်တာတော့ပိုကောင်းမယ်လို့ထင်ပါတယ်ကိုဘယ်ဗီဇာနဲ့ပဲနေနေပါအဲ့တော့ဒီဗီဒီယိုလေးကတင်အတွက်အကျိုးရှိတယ်ဆိုရင် like and share and subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နောက်မရှင်းတာရှိတယ်ဆိုလည်းcomment မှာရေးခဲ့လို့ရပါတယ်ကျွန်တော်အဆင်ပြေတဲ့အချိန်ကျရင် comment ကိုပြန်ဖြေသွားပေးပါမယ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေကိုအပတ်တိုင်းစနေနေ့ညနေ9:00နာရီလောက်ဆိုရင်ကျွန်တော်တင်လေးရှိပါတယ်အဲ့တော့နောက်ဗီဒီယိုကြည့်ချင်တယ်ဆိုရင်လည်းဒီ channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်